Okay အားလုံးပဲမင်္ဂလာပါကျွန်တော် Cohab က YouTube channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီ video မှာကတော့ကျွန်တော် Cohab ကနေပြီးတော့ဖွင့်လှစ်ပေးထားတဲ့ Golan တန်းနဲ့ပတ်သက်ပြီးတော့ဒါဘယ်လိုတွေတက်ရောက်တင်လဲပြီးပြီဆိုလို့ရှိရင်တက်ရောက်ဖို့အတွက်ဘာတွေလိုမလဲပြီးတော့ဘယ်လိုပုံစံသင်ကြားပေးမှလဲဒါနဲ့ပတ်သက်ပြီးတော့ပြပြသွားပေးမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကတော့ကျွန်တော်တို့ဒီ Golan တန်းကလက်ရှိမှာဆိုလို့ရှိရင်ဒါအစအဆုံးကျွန်တော်သင်ကြားပေးပြီးသွားပြီဖြစ်တယ်ပေါ့နော်အဲကြောင့်တက်ရောက်တာနဲ့တပြိုင်နက်ဒါအကြောင်းသားအနေနဲ့ကကိုမန်တာကိုအချိန်ရှိသလိုကျွန်တော်တို့လေ့လာနိုင်ပြီပဲဖြစ်ပါတယ်ဆိုတော့ပြောနေကြတယ်ကျွန်တော်စလိုက်ကြအောင်ပေါ့နော်ပထမဆုံးအနေနဲ့ကတော့ဒီ Golan ဆိုတာဘာလဲကျွန်တော်သင်လားမသင်ဘူးလားဆိုတာကိုသိချင်တယ်ဆိုလို့ရှိရင်ကျွန်တော် website ကနေပြီးတော့ဒီ blog လေးကိုလာပြီးတော့ဖတ်ကြည့်ပါပေါ့နော်ဒါလည်းကျွန်တော်ရေးထားပေးရဖြစ်ပါတယ်เนาะဆိုဒီမှာဆိုလို့ရှိရင် Golan ရဲ့အားသာချက်တွေအားနည်းချက်တွေကျွန်တော်ဘာကြောင့်လေ့လာသင်လဲဆိုတဲ့အချက်တွေကိုဒါကျွန်တော် highlight လုပ်ပြီးတော့ရေးသားပေးထားတာပဲဖြစ်ပါတယ်ဆိုဒီ Golan တန်းကကျွန်တော်တို့အဓိကအပြင်ဘယ်လိုပုံစံသင်ပါလဲဆိုလို့ရှိရင်เนาะဒီ Golan တန်းကိုတက်ရောက်မဲ့သူတွေကဒီအလောက်ကိုင်းဒီအခွင့်အလမ်းအသစ်တစ်ခုကျွန်တော်ပို့ပြီးတော့ရကျင်တဲ့လူတွေလက်ရှိမှာ AI အနေနဲ့ပတ်သက်ပြီးတော့အတူတူပေါ့နော်ဒီ trending ဖြစ်လာတဲ့ဒီ native cloud development ဘက်ကိုကူးပြောင်းခြင်းတဲ့လူတွေအတွက်ဆိုလို့ရှိရင်တော့ဒီ Golan တန်းကဒါအကြောင်းအနေနဲ့တက်ရောက်တင်တယ်ဒီတန်းမှာဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ Golan ကိုအခြေခံနေစပြီးတော့ဗောနော်ဒီ industry level API တခုတည်ဆောက်နိုင်တဲ့အထိကျွန်တော်တို့တစ်ဆင့်ချင်းကျွန်တော်အတူတူရေးသားလေ့လာသွားမှာဖြစ်ပါတယ်ဆို JavaScript တို့ဘာလို့လေ့လာခဲ့တော့အလိုမျိုးပဲဒါ variable တခုကိုဘယ်လိုမျိုးတည်ဆောက်ရမလဲเนาะဆိုဒါကနေစပြီးတော့ကျွန်တော်တို့ဒီ industry level ဒီ Golan API တခုကိုဒါအကြောင်းအနေနဲ့တည်ဆောက်သွားမှာဖြစ်ပါတယ်เนาะဒီ code ကြီးမဲ့ရေးရမှာတော့မဟုတ်ဘူးကျွန်တော်အနေနဲ့ခြားသောသိထားတဲ့ဒီ testing တွေsecurity tip တွေခြားသော knowledge sharing တွေဒါတွေလည်းကျွန်တော်တို့ပါသွားအောင်မှာဖြစ်ပါတယ်ပေါ့နော်ဆိုပါဝင်တဲ့အသေးစိတ်ကိုကတော့ကျွန်တော်တို့အနေနဲ့ဒီမှာလာပြီးတော့ကြည့်လို့ရတယ်ပေါ့နော်ကျွန်တော်အနေနဲ့ဒီ chapter တွေဘယ်လောက်ပါလဲဒီ chapter မှာဘာတွေသင်ရမလဲ total lesson ဘယ်လောက်လဲဒီ chapter ရဲ့ကြာချိန်ဘယ်လောက်လဲဆိုတာမျိုးကြည့်လို့ရမယ်ပေါ့နော်ဒီ course တစ်ခုလုံးဆိုလို့ရှိရင်တော့ဒါသင်ကြားထားတဲ့အချိန်က16နာရီကြာမှာဖြစ်တယ် session တွေအနေနဲ့ကတော့10ခုပါဝင်မှာဖြစ်ပြီးတော့ lesson အနေနဲ့ကတော့50ပုဒ်ပါဝင်မှာဖြစ်ပါတယ် lesson က50ပုဒ်တည်းဆိုပေမဲ့သင်ကြားပေးရတာက16နာရီကြာမြင့်တာပဲဖြစ်တယ်ပေါ့နော်ဆိုကျွန်တော်16နာရီကြာဆိုလို့တနေ့ကို1နာရီလောက်လေ့လာပြီး16ရက်နဲ့ပြီးမှမျိုးလို့တော့မဟုတ်ဘူးပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျောင်းသားအနေနဲ့အသက်မှတ်စရာတွေလေ့လာစရာတွေအများကြီးပါဝင်မယ်ဆိုဒီအတန်းအောင်တက်ရောက်မယ်ဆိုလို့ရှိရင်တော့ဒါကျွန်တော်အနည်းဆုံးသင်တန်းကာလကျွန်တော်တစ်လလောက်ကတော့ကျွန်တော်ကြာမြင့်မှာပဲဖြစ်တယ်ပေါ့နော်ဒါပေမဲ့ကျောင်းသားအနေနဲ့ဒီ negotiate ပြီးသားဒီ programming language အခြေခံပေါ်လဲကျွန်တော်တို့မူတည်တယ်အခြေခံကောင်းရင်ကောင်းတယ်လို့ဒီ language အသစ်ကိုသင်ယူရတာကျွန်တော်တို့အများကြီးလွယ်ကူတယ်ပေါ့နော်ဒီအတန်းမှာတော့ကျွန်တော်တို့ဘာတည်ဆောက်ရမလဲဆိုလို့ရှိရင်တော့ကျွန်တော်ပထမဦးဆုံးကတော့ဒီ variable တခုဘယ်လိုမျိုးတည်ဆောက်မလဲ array တွေကဘာလဲကျွန်တော် slide တွေကဘာလဲဒီ function တွေ method တွေဒါတွေကျွန်တော်တို့ဟို fundamental ဘိုင်းတွေကိုအရင်ဆုံးသွားမယ်ပေါ့နော်သွားပြီးပြီဆိုလို့ရှိရင်တော့ဒါအကြောင်းအနေနဲ့ဒီ card API တခုကိုဒါအကြောင်းတည်ဆောက်မယ် card API တခုကိုကျွမ်းကျင်တည်ဆောက်သွားနိုင်ပြီဆိုလို့ရှိရင်တော့ကျွန်တော်အနေနဲ့ multi tier architecture ကိုသုံးပြီးတော့ authentication တွေ testing တွေဒါတွေအကုန်လုံးပါဝင်တဲ့ industry level API တခုကိုကျွန်တော်တို့အတူတူတည်ဆောက်သွားကြမှာဖြစ်ပါတယ် so flow လေးကတော့ဒီလိုပုံစံပေါ့နော်ဒါကျွန်တော်အတိုင်းနဲ့ရောက်လာပြီဆိုလို့ရှိရင်တော့ကျွန်တော် Golan အကြောင်းကျွန်တော်လည်းပြောပြပေးမယ်ပြီးဆိုလို့ရှိရင်တော့ basic ဘိုင်းတွေစပြီးတော့သင်ရလိမ့်မယ်ပေါ့နော် variable တခုဘယ်လိုမျိုးတည်ဆောက်ရလဲ function တွေပါတဲ့ဒီ data type တွေပါညာတွေဒါအကြောင်းသွားမယ်ဒီတတိယ chapter ရောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော် data structure ကိုလေ့လာမှာဖြစ်တယ်ပေါ့နော် data structure မှာဆိုလို့ရှိရင်တော့ဒီ if is လိုမျိုး condition တွေ switch တွေဒီ condition စစ်တဲ့အပိုင်းတွေပြီးရင်ဒီ Golan မှာအရေးကြီးဆုံးဖြစ်တဲ့ pointer တွေ address တွေအကြောင်းပြီးဆိုလို့ရှိရင် type တွေအကြောင်းပြီးရင် looping တွေပြီးရင်တခြားသောဒီသိထားတဲ့ဒီ data structure နဲ့ control flow နဲ့သက်ဆိုင်တဲ့ຢာတွေသင်ရမှာဖြစ်ပြီးတော့ဒါ chapter 4ကိုရောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်အနေနဲ့ဒီ web server တစ်ခုကိုဘယ်လိုမျိုးတည်ဆောက်ရမလဲဒါနဲ့ပတ်သက်ပြီးတော့သင်ရမယ်ပြီးပြီဆိုလို့ရှိရင် routing တွေကို chi router ကိုသုံးပြီးတော့ဘယ်လိုမျိုးတည်ဆောက်ရမလဲဒါနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ထပ်မံပြီးတော့သင်ကြားရမှာဖြစ်ပါတယ်ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော် data layer နဲ့ပတ်သက်ပြီးတော့သင်ရမယ် data layer ဆိုတဲ့အတိုင်းပဲဒါကျွန်တော်အနေနဲ့ဒီ database driver တွေဘယ်လိုမျိုး setup လုပ်ရမလဲကျွန်တော် docker ကိုသုံးပြီးတော့ local မှာ database တွေဘယ်လိုမျိုးတည်ဆောက်ရမလဲ migration တွေအကြောင်းတွေပြီးပြီဆိုလို့ရှိရင်data connection အကြောင်းတွေဒါနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်သင်ရမှာဖြစ်ပါတယ်ပြီးရင်တော့ card handler ပေါ့နော်ဒီမှာတော့ကျွန်တော်တို့ဒီ database နဲ့ကျွန်တော်တို့ Golan server နဲ့တွဲပြီးတော့ဒီ client ကနေဝင်လာတဲ့ data တွေကိုဘယ်လိုမျိုး database ထဲကိုသိမ်းမလဲကျွန်တော် update လုပ်မလဲ delete လုပ်မလဲထုတ်ကြည့်မလဲဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့သွားမယ်ပေါ့နော်ဒါနဲ့ပတ်သက်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒါ testing နဲ့ပတ်သက်ပြီးတော့ basic level ကိုသင်ရမယ်ဒီမှာဆိုလို့ရှိရင် testing ကဘာကြောင့်အရေးကြီးလဲ basic test တွေကို Golan နဲ့ဘယ်လိုမျိုးရေးရမလဲဒီသိထားတဲ့ဒီ testing package တွေအကြောင်းကိုဒါအကြောင်းအနေနဲ့ရှင်းပြသွားရင်းနဲ့ဒါ testing နဲ့ပတ်သက်ပြီးတော့ကျွန်တော်အခြေခံကိုကျွန်တော်ထည့်သွင်းပြီးသင်ကြားပေးထားတာဖြစ်ပါတယ်
ဆိုတော့တရားပြီးသွားပြီဆိုလို့ရှိရင်တော့ authentication အပိုင်းကိုကျွန်တော်သွားမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင် login တွေ logout တွေ token handling အပိုင်းတွေ session sorry ဒီ token handling အပိုင်းတွေနောက်ပြီးကြတော့ဒီ database migration အပိုင်းတွေလည်းကျွန်တော်ထပ်ပြီးတော့ပါမယ်ပြီးပြီဆိုလို့ရှိရင်တော့ဖြင့်ဒီ security အပိုင်းတွေဒါတွေလည်းကျွန်တော်ထပ်ပြီးတော့ပါမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင်တော့အခြေခံအပြင်တော့ login logout လိုမျိုး feature တွေဒီ token အပိုင်းတွေ password hashing တွေအစရှိတဲ့အပိုင်းတွေကျွန်တော်ဒါပါဝင်လာမှာဖြစ်တယ်ပေါ့ဒီဟာပြီးသားရဆိုလို့ရှိရင်တော့ကျွန်တော်ဒီ middleware route protection အပိုင်းကိုသင်ရမယ်ဒီမှာဆိုလို့ရှိရင် user ရဲ့ permission တွေကိုကန့်သတ်တာတွေmiddleware တခုဘယ်လိုမျိုးတည်ဆောက်အောင်မလဲဘယ်လိုမျိုးစနစ်တကျကျွန်တော်တို့အသုံးချအောင်မလဲဒါတွေနဲ့ပတ်သက်ပြီးတော့သွားမှာဖြစ်ပါတယ်ဆိုတော့ဒါတွေအကုန်လုံးပြီးသားပြီဒီ chapter အကုန်လုံးပြီးသားပြီဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ဒီသင်တဲ့အဓိကရည်ရွယ်ချက်ဖြစ်တဲ့3 tier architecture ကိုသုံးပြီးတော့ပေါ့နော်ဆိုတော့ multi tier လို့လည်းခေါ်လို့ရှိရဲ multi tier architecture ကိုသုံးပြီးတော့ဒါတည်ဆောက်ထားတဲ့ industry level API တခုကိုရရှိမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီ API ကိုရသွားပြီဆိုလို့ရှိရင်တော့ဖြင့်ကျွန်တော်အနေနဲ့နောက်ဆုံး chapter မှာကတော့ဒီ API မှာကျွန်တော် production level မှာတိုင်းငယ်မှာဘယ်လိုမျိုးဒီ security ဘိုင်းတွေ view site တင်လဲဘာတွေထပ်ပြီးတော့ထည့်တင်လဲဘယ်လိုမျိုးကာကွယ်တင်လဲဒါနဲ့ပတ်သက်ပြီးတော့ပြပြသွားပေးမယ်ပြီးသွားတဲ့ခါကျတော့ကျွန်တော်ဒီ API ကိုကျွန်တော် production level ကျွန်တော်ဒီ deployment ပြုလုပ်တဲ့ဘိုင်းကိုကျွန်တော်ထပ်မံပြီးတော့သင်ကြားရမှာဖြစ်တယ်ပေါ့နော်ဆိုဒီဟာပါပဲအဓိကကတော့ပေါ့နော်ဆိုသင်တန်းကတော့ကျွန်တော်အရင်ကြီးတော့ကျွန်တော်ဒီရှုပ်ထွေးခက်ခဲနေရမျိုးတော့မဟုတ်ဘူးကျွန်တော်အခြေခံကနေပဲတစ်ဆင့်ချင်းကျွန်တော် API လေးရေးပြီးတော့နောက်ဆုံးမှာ production level အထိရောက်သွားလိမ့်မယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီဖြစ်ဖြစ်နဲ့မှန်မှန်လေးပဲကျွန်တော် flow လေးနဲ့ကျွန်တော်သွားထားပေးရပဲဖြစ်ပါတယ်เนาะဆိုတော့ဒီအတန်းကိုတက်ရောက်ဖို့အတွက်ဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့အနေနဲ့ဘယ်လိုလူတွေတက်ရောက်သင့်လဲဆိုလို့ရှိရင်တော့အရင်ဦးဆုံးကတော့ဒီ backend developer ဖြစ်ချင်တဲ့လူတွေအတွက်ဆိုလို့ရှိရင်တော့ကိုလန်ကလက်ရှိမှာလေးကိုလေ့လာထားတဲ့သူတွေပဲပေါ့နော်လေးကိုလေ့လာထားတဲ့ကိုက Node.js ဒါမှမဟုတ် PHP လေ့လာနေရဆိုလို့ရှိရင်လည်းပဲလေ့လာပြီးသွားတဲ့ခါကျရင်ဒီကိုလန်ကိုကျွန်တော်တို့ site language တစ်ခုအနေနဲ့ကျွန်တော်လေ့လာထားတဲ့ပေါ့နော်ပြီးပြီဆိုလို့ရှိရင်တော့ဒီ demand များလာမဲ့ programming language တစ်ခုလည်းဒီကောင်ဖြစ်တယ်ပေါ့နော်ဒီကျွန်တော်တို့ Golang ရဲ့နောက်ထပ်တစ်ခုက Rust ရဲ့ပေါ့နော်ဒီနှစ်ခုကလက်ရှိမှာ trend တော်တော်လေးဖြစ်လာနေတဲ့အကောင်လေးနောက်ထပ်တစ်ခုကတော့ရှင်းပါတယ်ကျွန်တော်တို့ Golang ကိုအခြေခံနေပြီးတော့ဒါ industry level အထိဒါတော့သိသိချာချာရှင်းလင်းဖြစ်မှန်နဲ့လေးလာခြင်းတဲ့တွေကျွန်တော်တက်ရောက်လို့ရတယ်ပေါ့နော် so ဒီအတန်းတက်ရောက်ဖို့အတွက်ကျွန်တော်ကျောင်းသားအနေနဲ့ဘာတွေကြိုပြီးတော့သိထားဖို့လိုမလဲပေါ့နော်ဆိုတော့ကျွန်တော်ကသင်ပေးသွားမှာ Golang ကိုသင်သွားပေးမှာဖြစ်ပါတယ်တနည်းအားဖြင့် Go ပေါ့နော်ဒါကိုကျွန်တော်သင်သွားပေးမှာဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ဘာ knowledge မှရှိထားကြမလို့ဘူးเนาะဆိုသူ့ကိုကျွန်တော်သင်ကျင်တဲ့စိတ်ရှိရဆိုလို့ရှိရင်ရပြီပေါ့နော်ဒါပေမဲ့လည်းပဲကျွန်တော်ဒီအတန်းထဲမှာဆိုလို့ရှိရင်ကျွန်တော် Docker နဲ့ပတ်သက်ပြီးတော့ဒီလေ့လာစရာလေးပါတယ်အထူးသဖြင့်ကျွန်တော်ဒီ Docker ကိုသုံးပြီးတော့ database တွေဘယ်လိုမျိုး initialize လုပ်ရတယ်ဘာညာ quick ကဒါကြီးလည်းပါမယ်ပေါ့နော်ဆိုတော့ဒီမှာကျတော့ကျွန်တော်ကdatabase အကြောင်းကိုကျွန်တော်ဒီ Docker အကြောင်းကိုအနည်းငယ်တော့ကျွန်တော်ရှင်းပြပေးရတယ်ဒါပေမဲ့ပို့ပြီးတော့သိကျင်တယ်ဆိုလို့ရှိရင်တော့ Docker ကိုကျွန်တော်သိထားတာပို့ပြီးတော့ကောင်းတယ်ပြီးတော့ဒီအတန်းထဲမှာဆိုလို့ရှိရင်ကျွန်တော်ဒီ SQL query run မှာမျိုးရှိရပေါ့နော်အဲဒီအတွက်ကြောင့်ဒီ SQL query နဲ့ပတ်သက်ပြီးတော့လည်းရင်းနှီးထားတာပို့ပြီးတော့ကောင်းတယ်နောက်ထပ်တစ်ခုကျွန်တော်ဒီ personally recommend ပေးချင်တာတော့ကိုက JavaScript PHP ဒီလိုမျိုး programming language တစ်ခုကိုလေ့လာပြီးတဲ့အခါမှာပဲဒီဟာကိုလေ့လာတာပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဒါလို့ရှိရင်ဘာကြောင့်လဲဆိုလို့ရှိရင်တော့ရှင်းပါတယ်ကျွန်တော်က web developer တယောက်ဖြစ်တယ်ပြီးတော့ကျွန်တော်ဒီ JavaScript ကိုအရင်ဦးဆုံးအချိန်နှစ်ပေါင်းများစွာလေ့လာခဲ့တဲ့လူဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီအတန်းထဲမှာသင်ကြားတဲ့ခါကျတော့ကျွန်တော်ကဒီ example လေးတွေပေါ့နော်ဥပမာအပြင်ဘယ်လိုမျိုးရေးပုံရေးနည်းက JavaScript ရဲ့ဘယ်လိုမျိုးပုံစံနဲ့တူတယ်အဲ့လိုမျိုးကျွန်တော်ကဒီအိုင်းနိုင်ပြီးတော့ကျွန်တော်ရေးပြပေးသွားတဲ့ပုံစံဖြစ်တဲ့အတွက် JavaScript ကိုသာကိုယ်ရထားမယ်ဆိုလို့ရှိရင်ဒါ language အသစ်တစ်ခုကိုထပ်ပြီးတော့လေ့လာတဲ့ခါကျရင်အများကြီးကျွန်တော်တို့အထောက်အကူဖြစ်လိမ့်မယ်ပေါ့နော်ဒါကြောင့်ဒီဟာလေးရတော့ကျွန်တော် pre request အနေနဲ့ဒီနေရာမှာပြောပြချင်တယ်ပေါ့နော်ဆိုဒီဟာကတော့ဒါကျွန်တော်ရဲ့အကြောင်းဒါကတော့လက်ရှိအတန်းမှာတက်နေတဲ့သူတွေရဲ့ review တွေဖြစ်ပြီးတော့ဒါကျွန်တော်မေးမေးထားရှိရဲ့မေးခွန်းလေးတွေပေါ့နော်အထူးသဖြင့်ကျွန်တော်ဘယ်လိုမျိုးသင်ပေးရလဲဆိုတာပတ်သက်ပြီးဖြစ်ပါတယ်ဆိုဘယ်လိုမျိုးသင်တာလဲဆိုလို့ရှိရင်တော့ကျွန်တော် Cohort ကနေဖွင့်ထားတဲ့တန်းတွေအကုန်လုံးက record video တန်းတွေပဲဖြစ်တယ်ဆိုတော့ဒီ HD quality video တွေကိုကျွန်တော်တို့ဒီလေ့လာမှာပေါ့နော်ဆိုဗီဒီယိုတွေ Telegram group ထဲမှာတင်มาလားဆိုတော့မဟုတ်ပါဘူးเนาะဗီဒီယိုတွေကိုကျွန်တော်တို့ကဒီလိုမျိုး Google Drive ထဲမှာတင်ထားပေးမှာဖြစ်တယ်ကျွန်တော် chapter live ပြီးရင်ဗီဒီယိုနာမည်လေးနဲ့တင်ထားပေးမှာပေါ့เนาะဆိုဥပမာပြင်ဒီမှာဆိုရှင်ဒီလိုမျိုးဗီဒီယိုနာမည်လေးနဲ့တင်ထားပေးမှာဖြစ်တယ်နောက်ထပ်တစ်ခုကတော့ကျွန်တော် Google Classroom နဲ့တွဲပြီးတော့လေ့လာရမယ်ပေါ့နော်ဆို Google Classroom ထဲမှာဆိုလို့ရှိရင်တော့ဖြင့်ဒီဗီဒီယိုနဲ့အတူတူဒီဗီဒီယိုမှာကျွန်တော်ပါဝင်တဲ့ဒီ blog တွေပြီးပြီဆိုလို့ရှိရင် slide တွေပြီးပြီဆိုလို့ရှိရင် documentation တွေပေါ့နော်ဒါတွေအကုန်လုံးကိုကျွန်တော်ညွှန်းထားပေးမှာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီ Google Classroom ရဲ့ပြီးတော့ဒီ Google Drive ရဲ့တွဲပြီးတော့လေ့လာမှာဖြစ်တယ်ပြီးတော့ဒီစာမေးဖို့တော့ကတော့ကျွန်တော် Telegram group ထားတာပေးရပေါ့နော်ဆိုတော့ဒီ Telegram group ထဲမှာကျွန်တော်တို့လာပြီးတော့
စာတွေပါတွေမေးလို့ရပါတယ်ပေါ့နော်ဆိုတော့ဒါကတော့ Google Classroom အတန်းဖြစ်လို့ပါတချို့သောအတန်းတွေမှာတော့ Notion နဲ့ကျွန်တော်သင်တာရှိရဲဒါပေမဲ့အတူတူပါပဲเนาะ flow ကတော့အတူတူပဲဒီ Google Classroom စာ Notion link ဖြစ်သွားပဲရှိရဲကျန်တာအကုန်လုံးအတူတူပဲပေါ့နော်ဆိုတော့ဒီလောက်ပါပဲကျွန်တော်အကယ်၍ကိုကဒီချားတိထားခြင်းတာမျိုးရှိရဲချားတိခြင်းတာရှိရဲဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီ Telegram ပြီးပြီဆိုလို့ရှိရင် Page Messenger တွေကနေပြီးကျွန်တော်လာပြီးတော့မေးလို့ရတယ်ပေါ့နော်